အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီဂိမ်းလေးကိုစောအောင်မှာဖြစ်ပါတယ်ကြည့်အောင်ငါကောင်ဘလူးလေပထမအစမှာတော့ဘာလို့မှမသိပါဘူးဒါနဲ့အောက်ခုန်ဆင်းလိုက်ပါတယ်ဟာပြုတ်ကြပြီဟဲ့ဟာရောင်ကြီးပြင်းမှာဆိုရင်တော့မလွယ်ဘူးဆူးဖိနေဝင်ရင်တေအောင်ပါအကြောင်းကြီးဟိုနွားမှာငါတို့တိုက်ရောင်ကြီးဟာတေတော့မှာပဲတန်ကောင်းလို့ဒီထိပဲရှိတော့အယူတွေကျူးတော့မှာပတ်စံတော့145ကျပ်ရတယ်ဗျဘယ်တော့မှလည်းပြီးရင် quest တော့လောက်အောင်စကားပြောပေါ်ရင်ဒီကိုတော့ပါဒီမှာ student ဘာလဲမသိဘူးအဲ့ရှာပြရမှထင်နေကြည့်အောင်တော့ဒီအော့ပြုတ်ချမ်းပဲအောင်ဒီဟာဘာဖြစ်ဖြစ်ကြောညာတက်ပြန်ဟောချီပဲဆေးကွာဆေးဟာငါလည်းတမြောင်းမရောကွာချီပါပဲကျူးဝိုင်းခေါင်းလေးရောပတ်စံတော့143ချိန်ရပါတယ်ထွက်ခုံတော့ထိရမှာပေါ့ဘာမှလို့ဆက်မရှိဘူးဒီကရိုးရှိတဲ့ဒါထိုင်ခုံနေရောပါရောမေးမှောက်ရိတ်ဒုံခေါင်းကွဲပါရောင်ကြီးခေါင်းတော့ထိမပုံပြေးမှဆိုတော့တိတ်လို့ချီပဲဟာဒုက္ခရောဘုံတနေမိပြန်192ကျရတော့ပြန်စင်းချကွာပတ်စံတော့ကြောင်ရတယ်ခေါင်းဝထိတာပါကွာမင်းဟာမဟုတ်သေးဘူးချုံနေရတယ်ဖိနေဝင်ရတာဒီဘူးတွေကတကူနာတာကွာဒွင်းထော်ရတယ်ရောင်ကြီးထားပေါက်နေပတ်စံတော့190ရတော့ဆိုးပါများတယ်လေးတော့ဝင်ရတော့ငါကြောင်မဝင်တော့ထက်နဲ့ဘာဖြစ်လဲပတ်စံရတာလားဒီဒီနေရာမှာတော့ဝယ်လို့မရဘူးခေါင်းနှလုံးဖြုတ်ရပါလို့ကိုမသတိထားမိတယ်ဝယ်လို့မရဘူးတော့ဝယ်ရမှာလားရှာပြီးပတ်စံရမယ်ပုံလေတော်ဘိုးဆုံးနဲ့လေပဲတူအောင်ဒီရောက်သွားဆိုတော့ခေါင်းလုံးဖြုတ်ရတယ်တဲ့ဆော့စီဝိုင်းဟိရောင်ကြီးခေါင်းနှလုံးဆိုတော့နှစ်ချက်ထိရဖို့လို့ချီရှိနေဒုံကျူးပါပြီကွာယူတော့ရောင်ကြီးမြင်ထွက်လာပဲတစ်ပါတစ်ကုန်ပြီရှာပြီမင်းတော့ခေါင်းတော့ကျူးသွားပြီရောင်ဒီကောင်တူတယ်ကွာဒီကောင်လို့ချီခင်ရပြူတလာရဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးသူတယောက်ချင်းစီထိုးကျေးဇူးတင်ပါတယ်ဘိုင်း